အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တခြင်းဟာသားလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ကြက်တကောင်ကလည်းအခုထိမနိုးသေးဘူးလားမသိဘူးအိုးမအိုးဒီနေ့ကတခြင်းဆိုတော့အနွေးရလေးနဲ့နေပူစာလုံလို့ရအောင်ချမ်းလည်းမချမ်းလို့အုံးမရပြီအပြင်ထွက်အုံးမဟိုလမ်းလေးမှာတကြံလားမသိတွားကြည့်အောင်မဟုတ်တော့မအဝါရောင်နေနဲ့စလိုက်မီးတွေနဲ့ပါလားတွားအောင်မမအမျိုးသမီး၃ယောက်ကခုတချင်းနေပျော်ပါဆိုနေကြပါလားအိုးလူတွေကလည်းလူအုပ်ကြီးကလည်းမနေမလို့ဝါမိုက်လိုက်တာလော့စပီကာကြီးနဲ့မိုက်လိုက်တယ်တကယ်မှပြောကနေငါတိသွားပြီငါတငယ်ချင်းတယောက်ကိုငါမုံလုံးကြီးပေါ်တဲ့ကိုအဆက်ထည့်ပြီးကျွေးအောင်မယ်ဒါလေးတပုတ်လိုက်ကြည့်လိုက်အောင်မချင်းစုံနဲ့လှမိုက်လိုက်တာယေမုံလုံးကြီးပေါ်တော့ဝယ်အောင်ပါပဲအိမ်မှာလုံးထားအိမ်မှာလုံးမရမယ်တော့ဝယ်ချိုလေးပဲရဆက်မရတော့အိမ်မှာမုံလုံးကြီးပေါ်လုံးဖို့စာအုပ်လေးနဲ့အစင်သစ်ဆိုတော့တငယ်ချင်းတယောက်ကိုစာလို့ရပြီသွားလိုက်အောင်ပါပဲမဆောက်လေးဒီလိုကြိုပြီးဒီလိုချက်ကြရဲငရုတ်သေးကိုထက်ပြီးလုံးတည်သွားပြီလုံလေးလုံပြီးသွားပြီဆိုတော့တငယ်ချင်းတယောက်ကိုတော့စမယ်ဒီဘေးရယောက်ျားတငယ်ချင်းတယောက်ကိုတော့စအောင်မနည်းနည်းချင်းဆိုင်ရလူရှိလားအပြင်မှာတော့မရှိဘူးရတယ်တေးတောင်အမြန်ပြေးမပြေးမောင်လာလေးမှာချောင်းကြည့်လိုက်အောင်ပါပဲဟာမနမိုးလေးလာပြီကွာအင်ဂျီတို့စကင်နီရှုကလိုက်မဒီအင်ဂျီလေးလာဟာဘသူခေါင်းလုံးတီးရတယ်မသိဘူးတော့ကြည့်လောက်ဟာဟိုမှာပါအော်မမုံလုံးကြီးပေါ့ပဲအဲ့လေးနဲ့ထုတ်တာချက်စရာလေးစောင်းမဘယ်လိုလေးလာပေးထားလဲမသိကောင်းမဲ့ပုံထင်တာပေါ့အကောင်စားပြင်မှာပြောလေဟာမငလုံးကြီးပေါ့စလိုက်တာအထက်မှာငေုတ်တီးတယ်ထဲတာကြည့်ဘာတူလဲပြောစမ်းမဟီလူကတော့စက်ပြီးအသက်ကုန်အော်နေပြီငါနောက်တစ်ယောက်ကိုသွားပြီးဂျင်းထဲမှရမယ်မလူကြောက်ကတက်ကြိတ်ကမယ်ဟယ်လိုတရားနဲ့မပြောစီပါသေးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီလိုမျိုးစိတ်ဝင်စားစရာစကူရာပုံမြင်လေးတွေကိုကြည့်ရင်တော့ like and subscribe လေးလုပ်ပေးကြပါဦးနော်အားလုံးပဲတတာ